ကောင်းသောနေ့ပါကိုနှုတ်နှလုံးသုံးပါလုံးဖြင့်မကောင်းမှုတွေမှရှောင်ရှားနိုင်ကြပါစေရှင်ဒီနေ့လေးမှာ Peaceful Life Channel အနေနဲ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကကျမတို့ဘဝမှာကျမတို့ကိုထိခိုက်နာကျင်စေသူတွေမနာလိုသူတွေနဲ့တွေ့ကြုံဆက်ဆံရတဲ့အခါကျမတို့ရဲ့စိတ်ကိုဘယ်လိုထားသင့်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့တွေအများစုကမကောင်းသောသူများနဲ့မတွေ့ကြုံရပါစေနဲ့လို့ဆုတောင်းတတ်ကြသလိုမိဘဆရာသမားများကလည်းမကောင်းသောသူများနဲ့ကင်းဝေးကြပါစေလို့ဆုပေးကြပါတယ်။ဒါပေမဲ့ကျမတို့ရဲ့တစ်သက်တာလုံးမှာမကောင်းသောသူတွေကျမတို့ကိုထိခိုက်နာကျင်စေသူတွေမနာလိုသူတွေစသည်အဖြစ်ကျမတို့နဲ့မသင့်တော်သောသူများနဲ့ကင်းဝေးဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စပါ။ဒီလိုဆိုရင်တကယ်လို့ကျမတို့မနာလိုသူတွေတိုက်ခိုက်သူတွေထိခိုက်နာကျင်စေသူတွေမသင့်တော်တဲ့သူတွေနဲ့တွေ့ကြုံဆက်ဆံရပြီဆိုရင်ဘယ်လိုနည်းနဲ့တုံ့ပြန်ဆက်ဆံသင့်လဲဆိုတာအရေးကြီးပါတယ်။ဒီလိုအခြေအနေကြုံရတဲ့အချိန်မှာကျမတို့ဘက်ကဒေါသနဲ့တုံ့ပြန်မယ်သူတို့အပြုတ်မှုအတိုင်းခံစားပူလောင်နေမယ်ဆိုရင်ကျမတို့တွေကတိုက်ခိုက်လာသူကိုအပြည့်အဝအနိုင်ပေးလိုက်တာနဲ့အတူတူပါပဲ။ကျမတို့နဲ့မသင့်တော်တဲ့သူတွေကအဓိကလိုချင်တာကျမတို့ရဲ့ဒေါသစိတ်နဲ့ပူလောင်မှုပါ။ဒီຢာတွေကိုထုတ်ပြလိုက်ရင်သူတို့ဟာအောင်နိုင်သူလိုဝမ်းသာနေပြီးအခွင့်အရေးရတိုင်းတိုက်ခိုက်နေမှာပါ။ဒါဆိုရင်ကျမတို့ဘယ်လိုတုံ့ပြန်ကြမလဲ။နည်းလမ်းများစွာရှိတဲ့အထဲကမှနည်းလမ်းတချို့ကိုမျှဝေပါရစေ။နံပါတ်1တိတ်ဆိတ်မှုနဲ့တုံ့ပြန်တာဟုတ်ပါတယ်။တိတ်ဆိတ်ခြင်းကအကျယ်လောင်ဆုံးသောအသံတွေကိုဖြစ်စေပါတယ်။ကျမတို့ဒေါသထွက်နေရင်တောင်မှဘာမှမဖြစ်သလိုတိတ်ဆိတ်နေနိုင်ရမယ်။နာကျင်ခံစားနေရရင်တောင်ဘာတစ်ခုမှထိခိုက်မှုမရှိသလိုတိတ်ဆိတ်နေနိုင်ရပါမယ်။တစ်ချိန်တည်းမှာပဲကျမတို့ရဲ့အသိစိတ်ဟာရန်သူကိုရန်သူမှန်းသိပြီးကျမတို့ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကိုသတိနဲ့ဆောင်ရွက်ရပါမယ်။နံပါတ်2တနာစိတ်နဲ့ကြည်တာအပေါ်မှာပြောခဲ့သလိုဒေါသမထွက်ပဲတိတ်ဆိတ်နေနိုင်ဖို့ဆိုရင်ကျမတို့ကိုမနာလိုသူထိခိုက်စေသူတွေကိုတနာတဲ့စိတ်လေးနဲ့ကြည်နိုင်မှရပါမယ်။မနာလိုဖြစ်တယ်ဆိုကြတဲ့ကသူ့မှာမရှိတဲ့အရေးချင်းမျိုးကျမတို့မှာရှိလို့ဖြစ်စေသူမပိုင်ဆိုင်ရတဲ့ဘဝမျိုးကျမတို့ပိုင်ဆိုင်နေလို့ဖြစ်စေသူ့ထက်သားနေတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်သာမနာလိုတာပါ။ဒါကြောင့်ကျမတို့ကသူ့ကိုတနာတဲ့စိတ်နဲ့ကြည်ရပါမယ်။အထူးသဖြင့်အမှန်မမြင်နိုင်တဲ့မပြေဝတဲ့စိတ်ထားရှိတဲ့သူကိုတနာရပါမယ်။မနာလိုစိတ်တွေနဲ့ပူလောင်နေတဲ့သူကိုတနာရပါမယ်။ကျမတို့တွေကတော့မိမိလုပ်ကိုင်ဆောင်ရွက်နေတဲ့အရာတိုင်းကိုကောင်းမွန်သောစိတ်စေတနာအပြည့်ဖြင့်ပိုမိုကြိုးစားပြီးတရက်ထက်တရက်ပိုမိုတောက်ပရပါမယ်။နံပါတ်3စီးပေါင်သတ်မှတ်ခြင်းပါကျမတို့ဘက်ကတိတ်ဆိတ်ပေးခဲ့ပြီးပြီတရာစိတ်နဲ့လည်းကြည့်ပေးခဲ့ပြီးပြီဒါပေမဲ့တိုက်ခိုက်မှုတွေမနာလိုမှုတွေကရပ်တန့်မသွားဘူးကျမတို့ကိုယ်တိုင်လည်းစိတ်မအေးချမ်းရဘူးဆိုရင်စီးပေါင်သတ်မှတ်ခြင်းနည်းလမ်းကိုသုံးရပါမယ်ဟုတ်ပါတယ်ကျမတို့လက်ခံနိုင်တဲ့အနေအထားကိုကျော်လွန်လာပြီဆိုရင်စီးပေါင်အတွင်းကနေဘယ်လိုတုံ့ပြန်တတ်တယ်ဆိုတာကိုတစ်ဖက်သူသိအောင်ပြသရပါမယ်စီးပေါင်တစ်ခုသတ်မှတ်ပြီးစီးပေါင်အတွင်းကနေတုံ့ပြန်နိုင်ဖို့အတွက်ကျမတို့ကိုယ်တိုင်ကလှုပ်ဆောင်နေတဲ့အရာတွေပေါ်မှာကျွမ်းကျင်ဖို့လိုအပ်သလိုကျမတို့ရဲ့ဒေါသတွေကိုလည်းထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်ဒီလိုဆိုရင်ကျမတို့အပေါ်မှာမနာလိုသူတိုက်ခိုက်လာသူတွေကိုအကောင်းဆုံးကင်တွယ်ဖြေရှင်းနိုင်မှာပါ။ညီကုန်းချုပ်အနေနဲ့ပြောရရင်ကျမတို့ဘဝမှာမနာလိုသူတိုက်ခိုက်သူထိခိုက်နာကျင်စေတဲ့သူတွေနဲ့ဆုံတွေ့ခဲ့ရင်တိတ်ဆိတ်ခြင်းတနာစိတ်ဖြင့်ကြည်ခြင်းစီးပေါင်သတ်မှတ်ခြင်းစတဲ့နည်းလမ်းတွေနဲ့ကင်တွယ်ဖြေရှင်းကြစို့နော်။အထူးသဖြင့်တော့ကျမတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့အရာတိုင်းမှာလည်းကျွမ်းကျင်ဖို့လိုအပ်တာမို့ကျမတို့လှုပ်ဆောင်သမျှတိုင်းကိုအကောင်းဆုံးအရေးသွေးနဲ့အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ပြီးမနာလိုသူတွေအားကြရလောက်အောင်နေ့ရက်တိုင်းမှာပိုမိုတောက်ပကြစို့နော်